IGCSE biology မှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ IGCSE ရော GED မေကွန်းနေမှာရောနောက်ပြီးတော့ကျွန်တော်တို့ grade 12 biology မှာရောမိတတ်တဲ့မေကွန်းလေးတွေထဲမှာပါတယ် transport system အကြောင်းကိုပြောတာပေါ့နော်biology မှာဆိုရင်ဒီအပင်တွေရယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့လူတွေသို့မဟုတ်တိရစ္ဆာန်တွေမှာလိုအပ်တဲ့အာဟာရတွေကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကိုဘာတွေနဲ့တည်နေကြသလဲဆိုတဲ့ဟာလေးပေါ့သူကတော့မေကွန်းတစ်ခုနဲ့တစ်ခုပေါ်မှာမူတည်ပြီးတော့မေကွန်းလေးတွေကတော့နည်းနည်းကွာတာလေးတွေတော့ရှိတယ်ပေါ့နော်အဲ့တော့ကိုကတော့ grade 12ကိုသွားတယ်ဆိုရင်တော့ grade 12ဘက်ကိုလိုက်ရမယ်မေကွန်းပုံစံဘက်ကိုလိုက်ရမယ် IG ဘက်ကိုသွားရင်တော့ IG ဘက်ကိုလိုက်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတယ်ဒါကျွန်တော်ကတော့အဓိကလူကိုပဲအဓိကအာရုံထားပြီးပြောပြလိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်မှာဒီခုနကတော့ပြောတဲ့ပစ္စည်းတွေကိုတည်တဲ့အခါမှာဘာတွေနဲ့တည်လဲလို့မင်း transport system မျိုးစားအပြင်2မျိုးရှိပါတယ်တဲ့အဲ့တော့ active ဆိုတဲ့စနစ်နဲ့တွားတာရှိတယ် passive ဆိုတဲ့ transport နဲ့တွားတာရှိတယ် active ဆိုတာဒီတဲ့သူလိုချင်တဲ့ပစ္စည်းရွှေ့ဖို့အတွက် energy လိုအပ်ပါတယ်အဲ့ဒီ energy ကိုလိုအပ်တယ်အဲ့တော့ passive transport ကတော့ energy ကိုမလိုအပ်ပါဘူးဒါကိုနောက်တစ်နည်းအားဖြင့်မေးတတ်တာကတော့ energy အစားမှာကျွန်တော်တို့က ATP ဆိုပြီးသုံးတဲ့ဟာလေးနဲ့မေးတတ်တာမျိုးရှိတယ်ပေါ့ active transport ဆိုတာကတော့တဲ့သူ့ရဲ့ပစ္စည်းရွှေ့ဖို့အတွက်လိုအပ်တဲ့နေရာမှာ energy ကိုအသုံးချပါတယ်passive transport ကတော့ energy ကိုအသုံးမချဘူးဒီနေရာမှာထိက energy သုံးပါလားမသုံးဘူးလားဆိုတဲ့တတ်မှတ်တဲ့မေးခွန်းမျိုးနဲ့မေးတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့က active transport example ပါဒါကတော့အခြေခံပညာမှာတိတ်မမေးဘဲနဲ့အဆင့်မြင့်ပညာရောက်ရင်တော့ဒီ active transport လေးတွေဒီ detail လေးသိဖို့လိုတာပေါ့နော်အဲ့တော့ active transport ရဲ့ example ကိုပြောပါဆိုရင်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာအာယုံကြောစနစ်တွေအလုပ်လုပ်ဖို့နောက်တစ်ခုက cell တွေဒီသူတို့ရဲ့ volume ကိုထိန်းထားနိုင်ဖို့အတွက်ဆိုရင်အခြေခံအနေနဲ့ cell တွေမှာဘာပန့်ဆိုတာလေးရှိလဲလို့မင်း sodium potassium ပတ်မှာ sodium potassium ပတ်အလုပ်လုပ်တိုင်းမှာ sodium ကအပြင်ကိုထွက်ပါတယ် potassium ကအတွင်းကိုဝင်ပေးရပါတယ်တဲ့အဲ့တော့ဒီမှာပါဒီပတ်နာမည်ကိုတော့ sodium potassium ပတ်လို့ခေါ်တယ်သူဒီ ATP ကနေပြီးတော့ phosphate ကိုသုံးချပြီးတော့မှကျွန်တော်တို့ energy ကိုသုံးပြီးတော့မှ sodium ကိုအတွင်းထဲကိုဝင် sodium ကိုအပြင်ကိုထုတ်လိုက်မယ် potassium ကိုအတွင်းထဲကိုထည့်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က energy ကိုသုံးပြီးချတဲ့အတွက်သူကို active transport လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ passive transport ပါ passive transport ကရှေ့မှာပြောခဲ့သလိုပဲသူဒီ without energy ATP ကိုသုံးမှာမဟုတ်ဘူးဒီလေးခုကအရေးကြီးတယ်နံပါတ်1 simple diffusion နံပါတ်2 osmosis ဒီ1နဲ့2နဲ့ကိုအမြဲတမ်းရှင်ပြီးမေးတတ်ပါတယ်။3ကတော့ကျွန်တော်တို့ဆေးကြောင်းတက်မယ်နောက်ပိုင်းနေမှာဆိုရင်ပါလာလိမ့်မယ်3နဲ့4နဲ့ဒီဒါပေမဲ့လည်းမေးခွန်းနည်းနည်းခက်ရင်တော့ facilitated diffusion ဆိုတာဘာလဲ filtration ဆိုတာဘာလဲတော့မေးတတ်ပါတယ်အဲ့တော့တစ်ခုချင်းစီကိုသွားပေးပါမယ်ဒီမှာကတော့ osmosis နဲ့ diffusion ကိုအထူးသဖြင့် grade 12မေးခွန်းမှာမေးတတ်ပါတယ်ဒါလေးကိုကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ပစ္စည်းတွေရွှေ့ကြတာချင်းတူတူဘာတွေကြောင့်ရွေ့သွားတာလဲဘာပစ္စည်းတွေရွေ့သွားမှာလဲပေါ့ osmosis ဆိုတာရော diffusion ဆိုတာရောဒီကျွန်တော်တို့ passive ဆိုတာရဲ့အောက်မှာပါဒါကြောင့်မို့သူတို့ဒီ energy ကိုလုံးဝမလိုတဲ့အုပ်စုထဲမှာပါပါတယ်ဒါကိုအရေးကြီးမှတ်ရမှာပါအဲ့ဒါကြောင့်မလို့ osmosis ဒီ active transport မျိုးစားဖြစ်တယ်ပဲမေ diffusion ဒီ active transport ဖြစ်တယ်လို့ပဲမေပထမဆုံးအနေနဲ့ကတော့ false ဖြစ်နေမှာပေါ့နော်အဲ့တော့ဒီမှာက grade 12မေးခွန်းတွေမှာအများဆုံးမေးတာကတော့ osmosis ဆိုတာဘာကိုဖျက်ရလဲလို့မေးရင်တော့တဲ့စီမီပါမီပဲ membrane ကိုဖျက်ရပါတယ် diffusion မှာတော့စီမီပါမီပဲ membrane ကိုမဖျက်ရပါဘူးဒါ grade 12 biology မှာအများဆုံးမေးသောမေးခွန်းဖြစ်ပါတယ်အဲ့တော့ osmosis ဆိုတာဘာလဲလို့မြင်ကျွန်တော်တို့ခန္ဓာကိုယ်မှာရေရှိတယ်အဲ့ဒီရေထဲမှာစားလိုဟာမျိုးပေါ့နော် particle လေးတွေရှိတယ်အဲ့တော့ရေကိုတော့ solute လို့ခေါ်ပြီးတော့ particle ကိုတော့ solvent လို့အများကျမ်းမြင်ခေါ်ကြတာပေါ့အဲ့တော့ cell membrane ကိုဖြတ်တဲ့အခါမှာကျွန်တော်တို့ခုနကတော့စားတတ်များတဲ့နေရာကစားတတ်နည်းတဲ့နေရာကရေကိုဆွဲလိုက်ပါတယ်အဲ့တော့ဆွဲလိုက်တဲ့အခါမှာစားမပါလာဘဲနဲ့ရေပဲပါလာတာမျိုးဖြစ်မယ်ပေါ့နော် diffusion ဆိုတာကတော့တဲ့ခုနလိုအရေလဲရွေတာမဟုတ်သလို sorry အရေကောအမှုန်ကောတခဏ particle ကောတခါလဲရွေသွားတာပေါ့နော်သူကခွဲပြီးမရွေဘူးအဲ့တော့ osmosis နဲ့ diffusion မှာအဓိက main กว่าတဲ့အချက်ကိုပြောပါဆိုရင်တော့စီမီပါမီပဲ membrane ကိုဖျက်ရရင် osmosis အမျိုးအစားဖြစ်မယ်စီမီပါမီပဲ membrane ကိုမဖျက်ရဘူးဆိုရင်တော့
ဒါတည်ကြတယ် diffusion ပဲဖြစ်ပါမယ်အဲ့တော့ osmosis မှာတော့ခုနပြောလိုက်တယ်လို့ပဲစားကရေကိုဆွဲတာဖြစ်တဲ့အတွက် only solvent ပဲရွေ့သွားမှာဖြစ်ပြီးတော့အရေကောရှိနေတဲ့ particle ရောအလုံးရွေ့သွားမှာကတော့ diffusion ဖြစ်ပါတယ်နှစ်ခုလုံးမှာတူတဲ့တစ်ချက်ရှိတယ်သူတို့ဒီ passive transport အမျိုးအစားဖြစ်တယ်ဆိုတာလဲတူပါတယ်နောက်တစ်ခုကတော့သူတို့ရဲ့မျှခြေတစ်ခုရောက်တဲ့အထိကိုသူတို့ရဲ့ transportation process ကသွားနေမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကိုသွားပါမယ်နောက်တစ်ခုကတော့ဒါ diffusion ရဲ့ example ပါဆရာတို့ရဲ့အစုပ်မှာဘာတွေလုပ်နေလဲဆိုရင်အဓိက main အဖြစ် gaseous exchange လို့ခေါ်တယ်အသက်ရှူခြင်းဆိုင်ရာမှာအောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်အလဲအလဲလုပ်ပါတယ်အောက်ဆီဂျင်ကိုရှူသွင်းပြီးတော့သွေးကြောတွေကိုထည့်ပေးမယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ယူပြီးတော့ရှူထုတ်တဲ့နည်းနဲ့ထုတ်ပေးမယ်ဒီမှာဆိုရင်လိုအပ်တဲ့အောက်ဆီဂျင်ရဲ့လိုအပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုတော့ diffusion နည်းနဲ့ပဲထုတ်တာဖြစ်ပါတယ်osmosis အနေနဲ့ကတော့အပင်တစ်ပင်မှာဆိုရင်သူ့ရဲ့လိုအပ်တဲ့အာဟာရကိုအမြစ်ကရတယ်ဒီအမြစ်တွေကယူတဲ့အခါမှာ osmosis နဲ့ယူပါတယ်အသီးတွေဒီအချိန်တစ်ခုကြာလာတဲ့အချိန်မှာခြောက်သွားတယ်ဆိုတော့လေဒါ osmosis နည်းနဲ့သွားတာဖြစ်ပါတယ်ခန္ဓာကိုယ်မှာပုံမှန် normal ခန္ဓာကိုယ်မှာရှိတဲ့စေလိုင်းကိုတော့ဆရာတို့ isotonic ပေါ့နော်တဘာဝလူခန္ဓာကိုယ်နဲ့စားတဲ့ပမာဏတူနေတဲ့ဇလိုင်းကို isotonic ဇလိုင်းလို့ခေါ်ပါတယ် isotonic ဇလိုင်းနဲ့အစားလူနာကိုမှားပြီးတော့ hypertonic ဇလိုင်းသွင်းမိရင်စားများတဲ့ရေကိုသွင်းမိတဲ့အတွက်ဆဲတွေကရေတွေကိုစားကစုပ်သွားတဲ့အတွက်ဆဲတွေကတဖြည်းဖြည်းနဲ့ shrinkage လို့ခေါ်တဲ့ရှုံသွားတာမျိုးဖြစ်တတ်တယ်တို့အတူပဲ hypotonic ဇလိုင်းမျိုးကိုသွင်းမိခဲ့တယ်ဆိုရင်တော့ဆဲတွေကရေတွေကစားများနေတဲ့အတွက်စားကရေကိုဆဲတဲ့အတွက်ဆဲတွေကဖောင်းပြီးတော့မှပေါက်ထွက်သွားတာမျိုးလေးတွေဖြစ်တတ်တယ်ဒါကတော့ osmosis ကကျွန်တော်တို့လူတွေမှာအသုံးချစရာလေးတွေက example လေးတွေဖြစ်ပါတယ်နောက်တစ်ခုက facilitated diffusion မှာအဲ့တော့သူ့ရဲ့ main ကဘာကွာသွားလဲလို့မေးရင် diffusion အတိုင်းပဲဒါပေမဲ့ပစ္စည်းတစ်ခုဝင်ဖို့ထွက်ဖို့အတွက်သူဒီဘာကိုအသုံးပြုနေရလဲလို့မေးရင် carrier သို့မဟုတ် channel တစ်ခုခုရဲ့အကူအညီနဲ့တွားနေရင်ဒါကိုဆရာတို့က facilitated diffusion လို့တွားပါတယ်ဒီမှာဆိုရင် thyroid hormone လေးကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေကိုဝင်ဖို့အတွက် carrier protein သို့မဟုတ် transport protein တစ်မျိုးကိုသုံးနေရတယ်ဆိုရင်တော့ဒါက facilitated diffusion လို့ခေါ်ပါတယ်ကဲနောက်တစ်ခုကတော့ filtration ဖြစ်ပါတယ် filtration ကတော့ main word ကိုမှတ်ပေးပါဆိုရင်တော့ pressure gradient အတိုင်းသွားတာဖြစ်ပါတယ်သူဒီခုနကတော့ solvent နဲ့ကနေပြီးတော့ particle ကိုစစ်ထုတ်တဲ့ process ဖြစ်တယ်ဒီမှာတော့ဆရာတို့ရေကရားလေးနဲ့ပြထားတယ် ရေစစ်လေးနဲ့ပြထားတယ်အဲ့ရေစစ်ထဲမှာဆရာတို့စစ်ထုတ်လိုက်တဲ့အခါမှာအရေတက် particle တက်ကွဲထွက်သွားတာပေါ့ဆရာတို့ခန္ဓာကိုယ်မှာဆိုရင်လူရဲ့သွေးကနေပြီးတော့အကြမ်းမြင်အဖြစ် urine လို့ခေါ်တဲ့သေးဖြစ်ပါတယ်အဲ့တော့ဒီဝက်ဆွဲကိုဖြုတ်ရပါတယ်အဲ့ဒီဝက်ဆွဲကိုဘယ်မှာဖြုတ်လဲဆိုရင်ကြောက်ကပ်မှာဖြုတ်ပါတယ်ဒါကြောင့်မလို့ဒီသွေးထဲမှာရှိတဲ့ပစ္စည်းအညစ်အကြေးအလုံးကိုစွန့်ထုတ်ဖို့အတွက် kidney မှာကျွန်တော်တို့ဒီ filtration process ကိုလုပ်ရပါတယ်သူဒီဘာကိုပဲအခြေခံတာလဲလို့မေးရင်တော့ pressure gradient ကိုအခြေခံတာဖြစ်ပါတယ်အဲ့တော့မေးခွန်းတော်တော်များများမှာကအများဆုံးမေးတာကတော့ဒီ osmosis နဲ့ diffusion ကိုမေးတယ်ဒါပေမဲ့အားလုံးကိုခြုံငုံပြီးတည်သွားအောင်လို့တော့ active ကော passive ကောရှင်းပေးလိုက်တာဖြစ်ပါတယ်အားလုံးမဲ့သုံးဝင်မဲ့လို့မျိုးလင်းပါတယ်